Hello မင်္ဂလာပါဖျားကျေးဇူးချီးမွမ်းတယ်ဒီနေ့တကယ်ပဲအတစ်တော်နေ့ရဲ့เนาะဖျားတခင်ပြင်ဆင်ပြီးတဲ့အတစ်တော်နေ့ရဲ့ဂယုဏတော်အတဲ့နဲ့ကျွန်တော်တို့နှုတ်ထားရတယ်ဖျားတခင်ကနေ့ရက်တရက်ပြီးတရက်ကိုကျွန်တော်တို့ကိုပို့ဆောင်ပေးတဲ့ဖျားဖြစ်တယ်ဒီနေ့လည်းအတစ်တော်နေ့ရက်မှာဒီနေ့နှုတ်ကပတ်တော်အတူတူကကျွန်တော်တို့အချိန်ခဏလောက်ယူကြဖို့ဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်မတော်ခင်လေးမှာခဏလောက်နှုတ်ကပတ်တော်အတွက်ကျွန်တော်တို့ကျေးဇူးချီးမွမ်းရအောင်ဖဖျားကိုရကျေးဇူးချီးမွမ်းတဲ့ဒီနေ့ကိုတော့ပြင်ဆင်ပေးတဲ့တက်တော်နေ့ရဲ့အတွက်ကျေးဇူးတင်တယ်တက်တော်ကယူနာနဲ့ဒီနေ့ပတ်ရလျက်ဒါမျိုးတို့အသက်တာအတွက်ဒီနေ့ကိုတော့ဒီနေ့အဖို့ကိုတော့ပြင်ဆင်ပေးတဲ့အစာအတွက်ကျေးဇူးတင်တယ်သူပြင်ဝိညာဉ်စာကိုတော့သားတို့ကိုကြွေးမွေးလျက်ဒီနေ့ရဲ့အတွက်ကိုတော့ပြင်ဆင်ပေးတဲ့အသက်တော်မင်္ဂလာများလဲတာယူခံစားရအောင်မှာဖြစ်တော်ကြောင့်ကျေးဇူးတင်တယ်ခုချိန်မှာနှုတ်ဝတ်တော်သူတို့ကဆင်ခြင်ကြတဲ့ခါမှာလဲတန်ရှင်တော်နဲ့ပြကိုတော့အသက်တာအတီးတီးကိုတော့စကားပြောပါကိုရဲ့နှုတ်ကပတ်တော်ကိုရဲ့အစာကိုတာပြီးဝါလင်းစွာစားလျက်ဤနေ့ရဲ့မှာကိုပြင်ဆင်ထားတဲ့မင်္ဂလာအသက်တော်မင်္ဂလာတွေတာပြီးခံစားရှိတော့တတ်တာများဖြစ်ရပါမိကြောင်းနှုတ်ကပတ်တော်နဲ့တူချိန်နဲ့တတ်တာလုံးစုံကိုယေရှုခရစ်တော်နာမနဲ့ဆုတောင်းဆက်ကနာလျက်အစာပြုကြပါတယ်ပါဗျာအာမင်ဆိုတော့ဒီနေ့ကျွန်တော်တို့အတူတူကဒီရှင်ယောဟန်1ပေါ့နော်ဖတ်ကြတယ်ဒီရှင်ယောဟန်1မှာကျွန်တော်တို့အဓိကတွေ့ရတဲ့အကြောင်းအရာပါလဲဆိုတော့နှုတ်ကပတ်တော်ပေါ့နော်နှုတ်ကပတ်တော်ဆိုတာကကျွန်တော်တို့ဒီဖတ်နေတဲ့စာကိုလည်းကျွန်တော်နှုတ်ကပတ်တော်လို့ကျွန်တော်နားလည်ကြတယ်နော်အခုဖတ်သွားတဲ့နှုတ်ကပတ်တော်ကျွန်တော်ဖတ်ရှုမယ်လို့ပြောတယ်မှာနှုတ်ကပတ်တော်စာအနေနဲ့ဖတ်ကြတယ်ဒါပေမဲ့ဒီနေ့ဒီနှုတ်ကပတ်တော်လို့ပြောတဲ့အခါမှာဒီရှင်ယောဟန်1မှာအဓိကနှုတ်ကပတ်တော်ဆိုတာကကျွန်တော်ဖတ်နေတဲ့ဒီစာအကြောင်းအရာကိုပြောတာတဲ့နှုတ်ကပတ်တော်ကပုဂ္ဂိုလ်ဖြစ်ခြင်းကိုပြောတာဖြစ်တယ်ပုဂ္ဂိုလ်ဖြစ်ခြင်းကိုဒီနေ့ကျွန်တော်တို့မိတ်ဆက်ပေးတာဖြစ်တယ်ပေါ့နော်ရှင်ယောဟန်ကဒီအထူးသဖြင့်ရှင်ယောဟန်1မှာကျွန်တော်စပြီးတွေ့တာနဲ့အစဦး၌နှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်ဒီဘုရားသခင်နဲ့အတူရှိတယ်နှုတ်ကပတ်တော်ဒီလည်းဘုရားသခင်ဖြစ်တယ်ထိုနှုတ်ကပတ်တော်ဒီအစဦး၌ဘုရားသခင်နဲ့အတူရှိတယ်ဆိုတော့ဒီမှာဒီအငယ်1ကနေ2အထိအဲ့ဒီမှာအဓိကဖတ်တဲ့အခါမှာဘာကိုတွေ့ရလဲဆိုတော့နှုတ်ကပတ်တော်ဒီဆိုတာကသူကအကြောင်းအရာတစ်ခုကိုပြောပြတာမဟုတ်ဘဲနဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကိုအဓိကပြောတာဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်လို့ပြောလိုက်တိုင်းမှာကျွန်တော်တို့ကဒါကြောင့်ကျမ်းစာရေးထားတဲ့စာတွေကိုကျွန်တော်တို့ဟုတ်တယ်ဖတ်ရှုရတယ်ဆင်ခြင်ပြီးမဲ့အဲ့ဒီနှုတ်ကပတ်တော်ဆိုတဲ့ဒီကျမ်းစာကိုဖတ်ရှုတဲ့အခါမှာကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့ပြန်ပြီးတော့မှပို့ပြီးတိမှတ်ဆင်ခြင်ရမယ့်အရာကျွန်တော်တို့တိကျွမ်းလာရမယ့်အရာကနှုတ်ကပတ်တော်ဆိုတဲ့ပုဂ္ဂိုလ်နဲ့ကျွန်တော်တို့ပို့ပြီးတိကျွမ်းရင်းနှီးဖို့ရအကြောင်းကျွန်တော်တို့ဒါကိုအမြဲတမ်းကျွန်တော်တို့မျက်မှောက်ပြုရမှာဖြစ်တယ်နှုတ်ကပတ်တော်ဆိုတဲ့အခါမှာကျမ်းစာတွေအလွတ်ရပြီးတော့မှကျမ်းစာဖတ်ပြီးတော့မှပြီးသွားတာမဟုတ်ပဲနဲ့အဲ့ဒီဖတ်လိုက်တဲ့ရေးထားတဲ့ကျမ်းစာထဲကနေနှုတ်ကပတ်တော်ဒီဟုတော့ပုဂ္ဂိုလ်နဲ့တာ၍ယဉ်နီးတိကျွမ်းသွားဖို့ရအတွက်ကိုဒါကျွန်တော်တို့ဘုရားသခင်ပြင်ဆင်ပေးထားတဲ့အရာဖြစ်တယ်ဆိုတော့ဒီနေရာမှာနှုတ်ကပတ်တော်ဒီဘုရားသခင်နဲ့အတူရှိတယ်နှုတ်ကပတ်တော်ဒီလည်းဘုရားသခင်ဖြစ်တယ်ရှင်းရှင်းလင်းလင်းကိုပြောထားတာဖြစ်တယ်နှုတ်ကပတ်တော်လို့ပြောတဲ့အခါနှုတ်ကပတ်တော်ဒီဘုရားသခင်ဖြစ်တယ်ဘုရားသခင်ဒီနှုတ်ကပတ်တော်ဖြစ်တယ်ဒါဆိုရင်ဘုရားသခင်ဒီနှုတ်ကပတ်တော်ဖြစ်တယ်နှုတ်ကပတ်တော်ကဘုရားသခင်ဖြစ်တယ်လို့ပြောတဲ့အခါမှာကျွန်တော်ပြန်ပြီးနော်ဘလို့ဖြစ်နေတာကိုပြောတာလေကျမ်းစာထဲမှာလည်းအတိအကျပါတယ်နော်တစ်ကောနော်ကျွန်တော်ဆက်စပ်ပြီးတော့ဒီနှုတ်ကပတ်တော်ဖြစ်ခြင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တစ်ချက်လေးကျမ်းစာလေးပြောပြသွားခြင်းနဲ့တိယောနော်ကျွန်တော်တို့ရှင်ယောဟန်ဩဝါဒစာရှင်ယောဟန်ပဲရေးတာနော်ဒီခရစ်ဝင်ကျမ်းရဲ့ဒီဩဝါဒရှင်ယောဟန်ဩဝါဒစာတွေကရှင်ယောဟန်ပဲရေးတာဖြစ်တယ်ဆိုတော့ဒီညမှာအဲ့ဒီနှုတ်ကပတ်တော်ကဘုရားသခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီရှင်ယောဟန်ခရစ်ဝင်ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး9အငယ်9မှာလည်းကျွန်တော်တွားပြီးတော့မှအတိအကျအဲ့မှာတွေ့ရတယ်နော်ဆိုတော့ခင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး9အငယ်9မှာတို့ဖြစ်လျင်တဲ့ကောင်းကင်ဘုံ၌ခမဲတော်တပါနှုတ်ကပတ်တော်တပါတန့်ရှင်းသောဝိညာဉ်တော်တပါတက်သေးခံ3ပါးရှိထို3ပါးတို့ဒီတလုံးတော့ရဖြစ်တော်မူ၏တဲ့ဒီမှာအတိအကျပြန်ရေးထားတယ်နှုတ်ကပတ်တော်ကောင်းကင်ကျွန်တော်တို့ပြောတယ်လीနော်3ပါးတလုံးတော့ဖြစ်တဲ့ဖရားဖြစ်တဲ့3ပါးတဆူဖြစ်တယ်ဆိုပြီးကျွန်တော်တို့ပြောတယ်ဆိုတော့ဒီမှာဒီရှင်ယောဟန်ဩဝါဒစာပထမဆုံးခန်းကြီး9ငယ်9မှာဒါကိုရှင်းရှင်းလင်းပြောပြတာတဲ့တို့ဖြစ်လျင်တဲ့ကောင်းကင်ဘုံမှာတဲ့ခမဲတော်တပါနှုတ်ကပတ်တော်တပါလို့သုံးတယ်နော်ပြီးတော့မှတန်ရှင်းတော်ဝိညာဉ်တော်တပါတက်တိခံ3ပါးတို့ဒီတလုံးတော့ရတယ်ဖြစ်တယ်
ဆိုတော့ဒီရောက်ကြည့်တဲ့အခါမှာခုနကျွန်တော်ရှင်ယောဟန်ကျွန်တော်ခရစ်ဝင်ကျမ်းမှာဖတ်တဲ့အရာကနှုတ်ကပတ်တော်ဒီလည်းဘုရားသခင်ဖြစ်တယ်လို့ဒါကြောင့်ဒီမှာလည်းအတိအကျကျွန်တော်တွားပြီးချိတ်ဆက်တာပေါ့နော်ကျမ်းစာထဲမှာပဲပြန်ပြီးဒါဘုရားသခင်ကဖော်ပြထားတာဖြစ်တယ်ဒါကြောင့်နှုတ်ကပတ်တော်လို့ပြောရင်ကျွန်တော်တို့ကပုဂ္ဂိုလ်ချင်းယဉ်နီးဖို့အကြောင်းဖြစ်တယ်ပုဂ္ဂိုလ်ချင်းယဉ်နီးဖို့အကြောင်းဖြစ်တယ်ပြီးတော့မှနှုတ်ကပတ်တော်ဒီအငယ်3မှာနှုတ်ကပတ်တော်ဒီခတ်သိမ်းသောအရာတို့ဖန်ဆင်းတယ်တဲ့ဖန်ဆင်းတော်မူခြင်းနဲ့ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိတဲ့ဒီနှုတ်ကပတ်တော်ကနှုတ်ကပတ်တော်လို့ပြောလိုက်ကျွန်တော်တို့အတွက်ဘလောက်တောင်မှကျွန်တော်တို့အရေးကြီးတဲ့အရာလဲပြောမှဆိုရင်နှုတ်ကပတ်တော်ကပဲဖန်ဆင်းတာဖြစ်တယ်တဲ့ဖန်ဆင်းခြင်းနဲ့ကင်းလွတ်တဲ့အရာတစ်ခုမှမရှိဘူးကျွန်တော်တို့တင်နဲ့ကျွန်တော်ကိုယ်တိုင်ပင်လေဒီနေ့ကျွန်တော်တို့ရဲ့ဖြစ်တည်နေခြင်းကျွန်တော်တို့ရဲ့အသက်ရှင်နေခြင်းကဘာကြောင့်လဲဆိုတော့နှုတ်ကပတ်တော်ကြောင့်ဖြစ်တယ်ဒီတိုင်းဖြစ်နေတာမဟုတ်ဘူးเนาะဒီတိုင်းသူ့ဘာနဲ့သူဒီလိုလေးပဲเนาะလောကမှာတော့ပြောတယ်အဲ့ဒါကိုသူတို့နားမလဲပဲနဲ့ဖြစ်ပြနေတဲ့အရာဆိုတာဒါတဘာဝပဲလေလို့ပြောလိုက်တယ်တဘာဝဆိုတာမရှိဘူးတဘာဝဆိုတဲ့ကျွန်တော်တို့နားမလဲတဲ့ကျွန်တော်တို့ပြောတဲ့တဘာဝကဖန်ဆင်းခြင်းထဲမှာဖြစ်နေတာဖြစ်တယ်ဟာလေလုယာဆိုအဲ့ဒီဖန်ဆင်းတဲ့အရာလည်းပါတယ်ဘယ်သူကြောင့်ဘယ်သူကဖန်ဆင်းတာလဲနှုတ်ကပတ်တော်ကဖန်ဆင်းတာဖြစ်တယ်ဆိုတော့ဒီနေရာမှာအရာအရေးကြီးရတဲ့အရာကကျွန်တော်တို့ဒါဆိုရင်နှုတ်ကပတ်တော်ကဒီမှာပထမဆုံးနှုတ်ကပတ်တော်အကြောင်းပြောပြီးမှအောက်မှာကျွန်တော်တို့ဘဒုကိုဒီအငယ်6လောက်ကနေယောဟန်အကြောင်းပြောတယ်နော်ပါတိစံဆရာယောဟန်ကနေပြီးတော့မှယောဟန်အကြောင်းပြောရင်းနဲ့အောက်ဘက်ကိုယောဟန်ကပါတိစံဆရာယောဟန်ကဘဒုကိုပြန်ပြီးမိတ်ဆက်ပေးတယ်လေအောက်မှာအငယ်10လောက်ကနေဖတ်တဲ့အခါမှာထိုသူဒီတဲ့ဤလောကနဲ့ရှိတော်မူပြီးတဲ့ထိုသူဆိုဘဒုပြောတယ်နှုတ်ကပတ်တော်ကိုသူမိတ်ဆက်ပြီးဘဒုလဲဒီနှုတ်ကပတ်တော်ဆိုတာဘဒုလဲနော်လာပြီဤလောကကိုလည်းဖန်ဆင်းတော်မူပြီးတို့တော့လည်းဤလောကဒီထိုသူကိုမသိထိုသူဆိုတာနှုတ်ကပတ်တော်ကိုဤလောကကမသိဘူးတဲ့သူဒီမိမိဒေတာအရာတို့ကြွလာတော့လည်းမိမိလူမျိုးတွေသူ့ကိုလက်မခံဘူးတဲ့ဒါပေမဲ့ထိုသူဆိုတဲ့နှုတ်ကပတ်တော်ထိုသူကိုလက်ခံရတော့သူဒီကိုတော့ယုံကြည်တဲ့သူတွေဘုရားသခင်ရဲ့သားဖြစ်ရတော့ခွင့်ပေးတယ်လာပြီအဲ့ဒီနှုတ်ကပတ်တော်ကဘလောက်ထိကျွန်တော်တို့အတွက်ဘုရားသခင်ပြင်ဆင်ပေးတာလေထိုသားတို့မူကားလူမျိုးနဲ့ဆက်ဆံရေးဖွာတော့သားမဟုတ်မိထုံတန်ဝါသားအဖြစ်ဖွာတော့သားမဟုတ်လူအလိုတယောက်ဖွာတော့သားမဟုတ်ဘုရားသခင်ဖွာတော့မူတော့သားဖြစ်သည်နှုတ်ကပတ်တော်ကိုယုံကြည်လက်ခံတော်သူထိုသူဆိုတဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ဘာဖြစ်လဲဘုရားသခင်ဖြစ်ပွားစေတဲ့ဘုရားရဲ့သားဖြစ်ရတော့ခွင့်ရတယ်တဲ့နှုတ်ကပတ်တော်အဖြစ်ဒါဆိုဒီညမှာအထူးသဖြင့်အငယ်14မှာဒါလာရှယ်နှုတ်ကပတ်တော်ဒီလဲတဲ့လူစားဒီအဖြစ်ကိုခံယူတယ်ဝေါဟာလေလုယာနှုတ်ကပတ်တော်ကလူစားဒီခံယူတာနော်ဒါဆိုရင်အဲ့ဒီလူစားဒီခံယူတဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ကလူစားဒီခံယူတဲ့နှုတ်ကပတ်တော်ကျွန်တော်ဘယ်လိုသိရလဲပုဂ္ဂိုလ်အပြင်ယေရှုဖြစ်တယ်လူစားဒီခံတဲ့နှုတ်ကပတ်တော်ကဘယ်သူဖြစ်တယ်လဲယေရှုဖြစ်တယ်ဒါဆိုယေရှုကတခင်ယေရှုကိုကျွန်တော်ပြောလိုက်ပါဦးမြင်ဖို့လို့လဲနှုတ်ကပတ်တော်ဖြစ်တယ်ဒါဆိုနှုတ်ကပတ်တော်ကဘာလဲခတ်သိမ်းသောရောက်ဖန်ဆင်းတယ်တဲ့နှုတ်ကပတ်တော်အဖြစ်အဲ့ဒီသခင်ယေရှုဒီတော့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်ဘာကိုအခွင့်အရေးရတယ်ဖခင်သားဖြစ်ရတော့အခွင့်ရတယ်ထို့သူကိုလက်ခံရတော့သူဒီတော့နှုတ်ကပတ်တော်ဒီတော့ကိုတော်ကိုယုံကြည်တော်သူတို့ဖခင်သားဖြစ်ရတော့အခွင့်ပေးတယ်နှုတ်ကပတ်တော်ဘာလဲလူစားဒီအဖြစ်ကိုခံယူပြီးတော့ကျေးဇူးတော်နဲ့၎င်းတစ္ဆာတော်နဲ့၎င်းပြည့်စုံပြီးတော့မှကျွန်တော်တို့တွေ့ဖြစ်နေတယ်ကျွန်တော်တို့အထဲမှာတည်တယ်တဲ့ဒီညမှာတောက်လျှောက်ကြီးရှင်ရောတက်ကိုနော်ကျွန်တော်ဖတ်တဲ့အခါမှာနှုတ်ကပတ်တော်ကိုမိတ်ဆက်ပေးတယ်နှုတ်ကပတ်တော်ရဲ့လူစားတိခံခြင်းနဲ့အတူအဲ့ဒီနှုတ်ကပတ်တော်လူစားတိခံတဲ့သူကသခင်ယေရှုကိုပါတိစံဆရာယောဟန်ကမိတ်ဆက်ပေးနေတာဖြစ်တယ်ပါတိစံဆရာယောဟန်အကြောင်းကြည့်တဲ့အခါမှာလဲသူကပြောတယ်လေပထမမှာအဲ့ဒီမှာယူဒလူတွေကဟာကိုတော်ကမေရှိယလားမဟုတ်ဘူးငါမေရှိယမဟုတ်ဘူးတဲ့ငါကအဲ့ဒီမေရှိယကြွလာတဲ့လမ်းကိုပြင်ဆင်တဲ့သူပဲဖြစ်တယ်ယောဟန်ကပြန်ပြီးမိတ်ဆက်တယ်ဆိုတော့အရန်ကောင်းတယ်နော်ဒီပါတိစံဆရာယောဟန်ကလည်းသူဝန်ခံတဲ့အရာဒီမှာအရန်အစကထိုသူကိုငါမသိတဲ့ကျွန်တော်ဒီစကလုံးကိုစဉ်းစားတယ်လေပါတိစံဆရာယောဟန်ကအစကထိုသူကိုငါမသိဘူးတဲ့ဒါပေမဲ့တဲ့အငယ်ကျွန်တော်ဒီဟာလေးကိုဘယ်လောက်ထိကျွန်တော်တို့အရေးကြီးလဲဆိုတော့ကျွန်တော်ပြောပြချင်တယ်ပေါ့နော်ဒီဖတ်ရင်းနဲ့ပေါ့နော်အခုလည်းကျွန်တော်လည်းဖတ်ရင်းနဲ့ဆင်ခြင်နဲ့ကျွန်တော်တို့အတူတူကဆင်ခြင်ကြတာဖြစ်တယ်။ပါတိစံဆရာယောဟန်ကသူပဲပြောတယ်မေရှိယငါကမေရှိယမဟုတ်ဘူးမေရှိယကြွတော်မူရာလမ်းကိုပြင်ဆင်တဲ့သူပဲဖြစ်တယ်။ဒါပေမဲ့ယေရှုတကယ်လဲသူရှေ့ရောက်လာရောအငယ်29လောက်မှာမနှက်ဖြန်နေနဲ့ယေရှုကြွလာတော်မူဒီကိုယောဟန်နေမြင်လင်ဤလောကရဲ့အပြစ်ကိုဆောင်တော်ဘုရားသခင်သိုးငယ်ကိုကြည်လော
ငါမရှိမရှင်းနေဖြစ်ငါထက်တာ၍ကြီးမြတ်တော်သူဒီငါနောက်၌ကြွလာသည်ငါဆိုရ၌ထိုသူကိုဆိုလိုသည်တဲ့ပါတိစံဆရာယောဟန်ကတခင်ယေရှုကိုအမှသူစီနှစ်ချင်းခံမှုပါတိစံမင်္ဂလာယူဖို့လာတဲ့ယေရှုကိုသူကအချိန်မှာပြောပြနေတာဖြစ်တယ်ဆိုတော့အငယ်31ဖတ်တဲ့အခါမှာအစကထိုသူကိုငါမသိကျွန်တော်စဉ်းစားတယ်ထိုသူကိုငါမသိဆိုပါတိစံဆရာယောဟန်ကသူကအမိဝန်ထဲမှာရှိစင်ပင်ဝိညာဉ်တော်နဲ့ပြေဝတော်သူဖြစ်တယ်ပါတိစံဆရာယောဟန်ကလေဆိုတော့မေတော်မာရိစ်မှာဒီခင်ယေရှုကိုကိုဝန်ဒီနော်သူအပြင်ဝိဖွားဖို့ကောင်းကင်တမန်လာပြီးပြောတဲ့ခါမှာတခင်ယေရှုကိုဝန်စပြီးလွယ်တဲ့ခါမှာနော်တခင်ယေရှုရဲ့မေတော်မာရိကတရက်ဘဒုစီသွားတယ်ဆိုတော့ပါတိစံဆရာယောဟန်ရဲ့မိခင်စီရောက်လာတာအေလိရှဘက်စီရောက်လာပြီးမှအဲ့ဒီမှာလာပြီးတွေ့တဲ့အခါမှာအဲ့ဒီခင်ယေရှုကိုဝန်လွယ်ထားတဲ့မေတော်မာရိရောက်လာတဲ့အခါမှာတဲ့အဲ့အေလိရှဘက်ရဲ့ကိုဝန်အဲ့ချိန်မှာကိုဝန်ကအေလိရှဘက်ရဲ့ကိုဝန်ကဘာလို့လဲဆိုတော့ပါတိစံဆရာယောဟန်အဲ့ဒီချိန်မှာအဲ့ဒီကိုဝန်ထဲမှာရှိတဲ့ဒီပါတိစံဆရာယောဟန်ကတဲ့ဝိညာဉ်တော်နဲ့ပြည့်တော်ကြောင့်တော့ပါလေယေရှုကိုကိုဝန်ဆောင်ထားတဲ့မေတော်မာရိသူရှိရောက်လာတဲ့အခါမှာအဲ့ဒီကိုဝန်ကထခုန်တယ်တဲ့ရွှေမြူးချင်းရှိတယ်တဲ့ဆိုဘာလို့လဲ तू သိတယ်လေ तू ရှေ့ရောက်လာတဲ့လူကမေရှိယဖြစ်တယ်ဆိုတာကိုပါတိစံဆရာယောဟန်ကကိုဝန်မှာကတည်းကသိတာဒါပေမဲ့ဒီမှာအငယ်31မှာသွားပြီးပြောတဲ့အခါအစကထိုးသူကိုငါမသိတယ် तू ကအဲ့လိုပြန်ဝန်ခံလာတယ်ဒါပေမဲ့တဲ့အစကငါမသိဘူးတဲ့သူကအဲ့ချိန်မှာပြောသို့တော်လဲတဲ့ထိုသူကိုဣတိလလူတို့ကတင်ရှားစေခြင်းကငါဒီရေ၌ပဋိဇံကိုပေးတဲ့လျာလေတဲ့ထိုမတပါဝိညာဉ်တော်ဒီကောင်းကင်မှာဂျိုးငယ်ကဲ့သို့ဆင်းသက်၍ထိုသူ၏အပေါ်၌နားတော်မူသည်ကိုငါမြင်ရပြီတဲ့အစကထိုသူကိုငါမသိအဲ့တော့သူဝန်ခံတော့နှစ်ခါတော့မှအစကငါမသိဘူးတဲ့ရေ၌ပဋိဇံကိုပေးခြင်းကငါ့ကိုစေလို့တော်မလို့သူကအချင်းတူ၏အပေါ်၌ဝိညာဉ်တော်ဆင်းသက်၍နားတော်မူသည်ကိုတင်းတင်းမြင့်လင်းထိုသူကတန့်ရှင်းသောဝိညာဉ်တော်နဲ့ပဋိဇံကိုပေးသောသူပေသည်ဟုမိန့်တော်မူသည်နှင့်ငါဒီမြင်၍ဤသူဒီဖျားခင်သားတော်ဖြစ်တော်မူကြောင်းကိုတတ်တေခံနေ၍ယောဟန်ဆိုလေဒီနေရာမှာကြည့်ဒီရေ၌ပဋိဇံခံလာတဲ့ယေရှုကိုမိတ်ဆက်တာကပဋိဇံဆရာယောဟန်သူပဲပြောနေတာဒါပေမဲ့အစကငါမသိဘူးတဲ့မသိဘူးလို့ပြောရင်လည်းခုနပြောလို့မွေးကလေးကကိုဝန်မဲ့အတူတူစုံကလေးကနေသူကသိတယ်ဒါဆိုရင်ဒီပါတိစံဆရာယောဟန်ပြောတဲ့အစကထိုသူကိုငါမသိလို့ပြောတယ်သူဘာကြောင့်ပြောတာလဲသူ့ရဲ့ဇာတိနဲ့သူမသိဘူးဇာတိဖြစ်ခြင်းအဖြစ်ယေရှုဘယ်သူလဲဆိုတာကိုငါမသိဘူးတဲ့ဒါပေမဲ့ဒီမှာအစကထိုသူငါပြီဒါပေမဲ့ယေ၌ဗတ္တိဇံကိုပေးခြင်းကငါ့ကိုစေလွတ်တော်မူသောသူကအကျဉ်သူဤအပေါ်၌ဝိညာဉ်တော်ဆင်းသက်နာတော်မူသည်ကိုသင်မြင်လျက်အဲ့ဒီလူပေါ်မှာတဲ့ဘုရားသခင်စေလွတ်တဲ့မေရှိယတလောကလုံးရဲ့အပြစ်ကိုဆောင်တော်မဲ့တိုးတငယ်တဲ့အဲ့ဒီလူကဗတ္တိဇံမင်္ဂလာယူမယ်အဲ့ဒီအချိန်မှာဝိညာဉ်တော်ကသူ့ရဲ့အပေါ်မှာဆင်းသက်ပြီးတော့မှာတဲ့အကျဉ်သူဤအပေါ်၌ဝိညာဉ်တော်ဆင်းသက်နာတော်မူသည်ကိုတင်းတင်းမြင့်လျက်ဘုရားကပါပြောထားလဲဆိုတော့အဲ့ဒီနှုတ်ကပတ်တော်ဒီဟုတော့ဘုရားကလူစားဒီခံပြီးမှပါတိဇာယောဟန်သူစီမှာပဲနှစ်ချင်းမင်္ဂလာယူမယ်ဆိုတာကိုသူစီမှာကအဲ့ဒီ prophet ပြုချက်ဘုရားသခင်ရဲ့အကြံစီရှိထားတယ်ဆိုတာသူသိတယ်ဒါပေမဲ့ဘသူဖြစ်မလဲဆိုတာကိုတဲ့ပါတိဇာယောဟန်မသိတာဒါကြောင့်အစကငါမသိဘူးဒါပေမဲ့တဲ့ဒီမှာကြည့်ကောင်းကင်ပေါ်ကနေတဲ့ဝိညာဉ်တော်ဆင်းသက်ပြီးတော့နားတော်မူဒီကိုတဲ့တကယ်လည်းကြည့်လေပါတိစကာဒီခင်ယေရှုနှစ်ချင်းမင်္ဂလာခံယူတဲ့အခါမှာကောင်းကင်ပေါ်ကပါလဲဂျိုးငှက်ကဲ့သို့ဆင်းသက်တယ်ဝိညာဉ်တော်ကဘု து ပေါ်မှာလဲဒီခင်ယေရှုပေါ်မှာပြီးတော့မှကောင်းကင်ပေါ်ကအသံဖြစ်တယ်ဤသူကငါနှစ်သက်မြတ်လို့ရငါ၏ချစ်သားပေသည်အဲ့ဒီလိုမျိုးတက်တေခံတဲ့အခါကြမှာတဲ့ပါတိစကာယောဟန်ကဒီလူကဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဆိုပြီးတော့မှအဲ့ချိန်မှာသူကပြန်ပြီးတော့မှတက်တေခံနေတာဆိုတော့ပါတိစကာယောဟန်တက်တေခံနေတာဘု து အကြောင်းလဲနှုတ်ကပတ်တော်ရဲ့လူစားဒီခံခြင်းကိုတက်တေခံနေတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့တက်တာထဲမှာလဲနှုတ်ကပတ်တော်ကဘုရားသခင်ဖြစ်တယ်နှုတ်ကပတ်တော်ကလူစားဒီခံတယ်နှုတ်ကပတ်တော်ဒီတော့ယေရှုခရစ်တော်အပြင်တင်တဲ့ကျွန်တော်ကဒီနေ့ဘုရားသားဖြစ်ခွင့်ရတယ်ဆိုဒီအရာတွေအားလုံးကိုကျွန်တော်တို့ကိုပြန်ပြီးတော့မှနားလည်စီတယ်ကျွန်တော်တို့ကိုတက်တည်ပေးတာကဘာလို့လဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်ကဆင်းသက်လာပြီးမှဝိညာဉ်တော်အဖြစ်နှုတ်ကပတ်တော်ကိုကျွန်တော်တို့အမြဲတမ်းဘုရားသခင်ကပေါ်ပြတာဖြစ်တယ်
ဟာလေလုယာဒါကြောင့်နှုတ်ကပတ်တော်ကိုကျွန်တော်တို့ပုတ်ကိုချင်းတာ၍ယင်းနီးတိကျွမ်းဖို့ရန်အတွက်ကျွန်တော်တို့ကျမ်းစာဖတ်တယ်ကျမ်းစာဖတ်ပြီးမဲ့ကျမ်းစာကိုဖတ်တဲ့အခါမှာကျမ်းစာတော့တည်တယ်ဒါပေမဲ့ပုတ်ကိုချင်းကျွန်တော်တို့မယင်းနီးတတ်ဘူးဖြစ်နေတယ်ဆိုတော့အဲ့ဒီအချိန်မှာကြည့်ပုတ်ကိုချင်းယင်းနီးဖို့ကဘာလို့သွားလဲဒီမှာဗတ္တိဇံဆရာယောဟန်ကိုယ်တိုင်ပင်လေတကယ်တော့ဇာတိအပြင်သခင်ယေရှုနဲ့သူကအမျိုးလဲတော်တယ်လို့ပြောလို့ရတယ်သူတို့ညောက်ကမရှိမနှောင်းမဲ့ဗတ္တိဇံဆရာယောဟန်နဲ့သခင်ယေရှုက6လပဲกว่าတယ်တကယ်တမ်းသူတို့ညောက်ရဲ့မွေးဖွားတဲ့အချိန်ကာလကိုကြည့်တဲ့အခါမှာဒါပေမဲ့တဲ့ကြည့်ဗတ္တိဇံဆရာယောဟန်အစကငါမသိဘူးတဲ့သူကပြောတယ်ဘာကိုမသိတော့လူချင်းမသိတော့သူပြောနေတာမဟုတ်တော့ဘူးဒီသခင်ယေရှုကဖယားသခင်စေလွတ်တဲ့နှုတ်ကပတ်တော်ကလူစားတိခံပြီးတော့မှအဲ့ဒီနှုတ်ကပတ်တော်အပြင်ငါတို့တလောကလုံးကဲတင်မဲ့တိုးတငယ်ဖြစ်တယ်ဆိုတာကို तू မသိဘူးလို့ပြောနေတာဒါပေမဲ့ဘယ်ချိန်မှာ तू ကသိတာလဲဘယ်ချိန်မှာသိတာလဲဆိုတော့အဲ့ဒီနှုတ်ကပတ်တော်ဒီတော့ယေရှုခရစ်တော်ကလာပြီးရေ၌ဗတ္တိဇံခံတဲ့အခါမှာသူ့ရဲ့အပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်ကဆင်းကြွပြီးတော့မှဝိညာဉ်တော်ကတက်တည်ခံတဲ့တက်တည်ပေးတဲ့အခါကျမှဟုတ်တယ်ဒီလူကတလောကလုံးရဲ့အပြစ်ကိုဆောင်တော့မယ်တိုးတငယ်ယေရှုဖြစ်တယ်ဖခင်ရဲ့နှုတ်ကပတ်တော်ကလူစားတိလက်ခံတာဖြစ်တယ်ဆိုပြီးတော့မှဗတ္တိဇံဆရာယောဟန်ကအဲ့ချိန်ကျမှသူလည်းသိသွားတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါကြောင့်နှုတ်ကပတ်တော်ပုဂ္ဂိုလ်ဖြစ်တယ်နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့တိကျွမ်းဖို့လိုတယ်နော်ကျွန်တော်တို့ personal fellowship personal relationship ဆိုပြီးကျွန်တော်တို့သိတယ်ဆိုတော့ personal fellowship ဖခင်နဲ့နှုတ်ကပတ်တော်နဲ့တိကျွမ်းဖို့ယဉ်နီးဖို့ရန်တော့ကပုဂ္ဂိုလ်ချင်းကျွန်တော်တို့ဒီနေဖို့လိုတယ်ပုဂ္ဂိုလ်ချင်းယဉ်နီးဖို့ကဒါဆိုရင်ကျွန်တော်တို့ရဲ့ဇာတိနဲ့ဒီတိုင်းကျွန်တော်တို့ကမသိနိုင်ဘူးနှုတ်ကပတ်တော်ကိုလေကျွန်တော်တို့ကိုယ်တိုင်ပဲဗတ္တိဇံဆရာယောဟန်ပင်လည်းမသိဘူးအစကငါမသိဘူးတဲ့ဒါပေမဲ့ဘယ်ချိန်မှသူသိသွားတယ်တန်ရှင်တော်ဝိညာဉ်တော်ကဆင်းသက်လာပြီးမှနှုတ်ကပတ်တော်အပေါ်မှာနှုတ်ကပတ်တော်အတွက်တက်တည်ထူတဲ့အခါမှာဗတ္တိဇံယောဟန်ဟုတ်တယ်ဒီလူကတလောကလုံးရဲ့ပြစ်ကိုဆောင်တော့မဲ့တိုးတငယ်ဖြစ်တယ်ဖခင်သခင်ရဲ့သားတော်ဖြစ်တယ်နှုတ်ကပတ်တော်ကလူစားတိခန္ဓာဖြစ်တယ်ဆိုတာကိုအဲ့ဒီအချိန်မှသူကသိတာပုဂ္ဂိုလ်ချင်းသိသွားတာပုဂ္ဂိုလ်ချင်းယဉ်နီးသွားဖို့အကြောင်းဖြစ်သွားတာဒါကြောင့်ဒီနေ့ကျွန်တော်တို့တက်တာထဲမှာလဲဒီမနေ့ကျွန်တော်အားပေးခြင်းနဲ့ကျွန်တော်တို့ယုံကြည်သူတယောက်ကဘာနဲ့တက်ရှင်ရမလဲနှုတ်ကပတ်တော်နဲ့တက်ရှင်ရမယ်ကျွန်တော်တို့သိတယ်အကြောင်းချက်အပြင်သိတယ်နှုတ်ကပတ်တော်နဲ့တက်ရှင်ရမယ်ဆိုတော့ကျွန်တော်တို့ဘာလုပ်လဲကျမ်းစာတွေဖတ်တယ်ကျမ်းစာကဘာလဲဘုရားသခင်ရေးထားတော့နှုတ်ကပတ်တော်ဖြစ်တယ်ဘုရားသခင်ကျွန်တော်တို့ကိုပြီးတော့ဘုရားရဲ့နှုတ်ကပတ်တော်အသက်ရှင်တော့နော်ကျမ်းစာဖြစ်တယ်ကျွန်တော်တို့အကြောင်းအရာအပြင်အကုန်သိပေမဲ့ကျွန်တော်တက်တာထဲမှာဘယ်လိုဖြစ်ခဲ့ဘူးလဲဆိုအရင်တော့ကနှုတ်ကပတ်တော်ပုဂ္ဂိုလ်ဖြစ်တယ်နှုတ်ကပတ်တော်နဲ့ပုဂ္ဂိုလ်ချင်းယဉ်နီးရမယ်လို့ပြောတဲ့အခါမှာကျွန်တော်ခက်သွားပြီကျမ်းစာဖတ်ပြီးကျွန်တော်ပုဂ္ဂိုလ်ချင်းမယဉ်နီးလာဘူးဖြစ်တယ်ကျမ်းစာဖတ်တဲ့အခါမှာကျမ်းစာတော့ကျွန်တော်သိလာတယ်ဒါပေမဲ့အဲ့ဒီကျမ်းစာကကျွန်တော်အတွက်ပုဂ္ဂိုလ်ချင်းယဉ်နီးဖို့ရန်အကြောင်းဘုရားသခင်ပြင်ဆင်ပေးတာဟာလေလုယာကျမ်းစာကရေးထားသောစာကနေနှုတ်ကပတ်တော်ပါလေအသက်ရှင်သောပုဂ္ဂိုလ်နှုတ်ကပတ်တော်ဖြစ်တယ်ရေးထားသောစာတွေကနေအသက်ရှင်သောဒီရေးထားတဲ့စာထဲမှာပါတဲ့ပုဂ္ဂိုလ်နဲ့ယဉ်နီးဖို့နှုတ်ကပတ်တော်ဒီဟုသောယေရှုခရစ်တော်နဲ့ယဉ်နီးတိကျွမ်းဖို့ရန်အကြောင်းကခုနဗတ္တိဇံဆရာယောဟန်ပြောခဲ့လို့ဒီနေ့သင်နဲ့ကျွန်တော်ရဲ့အသက်တာထဲမှာလဲတန်ရှင်သောဝိညာဉ်တော်ကပဲကျွန်တော်တို့ပေါ်ပြတာဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်ကပဲအဲ့ဒီနှုတ်ကပတ်တော်နဲ့သင်နဲ့ကျွန်တော်ပုဂ္ဂိုလ်ချင်းယဉ်နီးဖို့ဝိညာဉ်တော်ကအလုပ်လုပ်ပေးတယ်ဝိညာဉ်တော်ကတက်တည်ခံပေးတယ်ဝိညာဉ်တော်ကပေါ်ပြတယ်ဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်နဲ့တွာလာရမယ်လို့ပြောတဲ့အခါမှာကျမ်းစာဖတ်ပြီးဒီတိုင်းတွာတဲ့အသက်တာမဟုတ်ဘဲနဲ့ကျမ်းစာဖတ်တဲ့အခါတိုင်းမှာတန်ရှင်သောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းကိုကျွန်တော်တို့မြင်တတ်တော်သူတွေဖြစ်ဖို့လိုတယ်ဗတ္တိဇံဆရာယောဟန်လည်းပြောတယ်ဝိညာဉ်တော်ကတဲ့သူ့ရဲ့အပေါ်မှာဆင်းကြွလာကိုမြင်တဲ့အခါမှာဟုတ်တယ်ဒီလူကတလောကလုံးကိုအပြစ်ကိုဆောင်တော့မဲ့တိုးတငယ်ဘုရားသခင်ရဲ့သားတော်ဖြစ်တဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာကိုဗတ္တိဇံဆရာယောဟန်ကလည်းသိသွားတယ်အဲ့ချိန်ကြပါဆိုတော့ကျွန်တော်တို့တက်တာထဲမှာလည်းဒါကြောင့်အရေးကြီးဆုံးကနှုတ်ကပတ်တော်နဲ့ကျွန်တော်နေ့တိုင်းအသက်ရှင်ဖို့လိုတယ်နှုတ်ကပတ်တော်နဲ့ပုဂ္ဂိုလ်ချင်းယဉ်နီးဖို့လိုတယ်ဘာကြောင့်လဲနှုတ်ကပတ်တော်ကဖန်ဆင်းတာသူ့အလိုလျောက်ဖြစ်နေတာတခုမှမရှိဘူးကျွန်တော်တို့ရဲ့အခုဒီနေ့ရဲ့အသက်ပင်လေဟာလေလုယာဒီနေ့အတွက်တင့်အတွက်ပြင်ဆင်ထားတဲ့အသက်တော်မင်္ဂလာကျွန်တော်တို့မခံစားရဘူးတဲ့မမြင်တွေ့ဘူးတဲ့အသက်တော်မင်္ဂလာတွေကိုကျွန်တော်တို့ပြင်ဆင်ထားတာကြိုတင်ပြီးတော့ပြင်ဆင်ထားတယ်ကြိုတင်ပြီးတော့မှပြောမဆိုရင် new creation အသက်တော်အရာတွေအသက်တော်မင်္ဂလာတွေကိုဖန်ဆင်းနေတာကဘူးလေနှုတ်ကပတ်တော်ဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ကိုဖတ်ရှုဆင်ခြင်တိုင်းမှာကျွန်တော်တို့ဘုရားကပါလေအဲ့ဒီနှုတ်ကပတ်တော်ထဲကနေကျွန်တော်တို့အတွက်အသက်တော်ရာတွေကျွန်တော်တို့နေ့တိုင်းမှာပြင်ဆင်ပေးနေတယ်
အတစ်တော့ဂယုနာတော့ဒီနေ့ကျွန်တော်ခံရတယ်အတစ်တော့မင်္ဂလာတွေတာ၍ခံရအောင်ပဲဘာကြောင့်လဲနှုတ်ကပတ်တော်ကကျွန်တော်တို့အတွက်ပြင်ဆင်ပေးထားတော့အရာတွေဖြစ်တယ်နှုတ်ကပတ်တော်နဲ့ကင်းလွတ်လျက်ဖြစ်တော့ရတဲ့စုံတစ်ခုမှမရှိဘူးတဲ့အဲ့ဒီနှုတ်ကပတ်တော်ကိုတင်က personally အခုလိုမျိုးပုံကိုချင်းယဉ်နီးတက်သွားပြီဆိုရင်တဲ့ကျွန်တော်တို့တက်တာထဲမှာဘာမင်္ဂလာဖြစ်လာပြီလဲရှင်ယောဟန်1အငယ်16ထိုသူဆောက်တဲ့နှုတ်ကပတ်တော်ဒီတော့ယေရှုခရစ်တော်ပြောနေတာနှုတ်ကပတ်တော်ရဲ့ပြည့်စုံခြင်းကလည်းတဲ့ဂျေဇုတပါး၌ထပ်ဆင့်၍ဂျေဇုတပါးကိုငါတို့ဒီခံရပြီထပ်ဆင့်တဲ့ဂျေဇုတော်တွေတင်နေ့တိုင်းမှာခံစားပြီးတော့မှတဲ့နှုတ်ကပတ်တော်ကကျွန်တော်တို့ပို့ဆောင်ပေးမှာဖြစ်တယ်နှုတ်ကပတ်တော်နဲ့ပတ်ချိန်မှာလည်းပုပ်ကိုချင်းယဉ်နီးဖို့လိုတယ်နှုတ်ကပတ်တော်နဲ့ပုပ်ကိုချင်းယဉ်နီးခြင်းကဘာလဲတန့်ရှင်းသောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းတွေမှာကျွန်တော်ရတာဖြစ်တယ်တန့်ရှင်းသောဝိညာဉ်တော်ဖွင့်ပြခြင်းတွေမှာနှုတ်ကပတ်တော်နဲ့ပုပ်ကိုချင်းယဉ်နီးတဲ့အခါမှာအဲ့ဒီနှုတ်ကပတ်တော်ရဲ့ပြည့်စုံခြင်းကကျွန်တော်တို့တက်တာကိုဂျေဇုတပါး၌ထပ်ဆင့်၍ဂျေဇုတပါးဟာလေလုယာထပ်ဆင့်တဲ့ဂျေဇုတော်တွေနဲ့ကျွန်တော်တို့နေ့တိုင်းမှာကျွန်တော်တို့ဒီနေ့လည်းအတစ်တော့ဘုရားခင်ပြင်ဆင်ပေးတဲ့ထပ်ဆင့်ဂျေဇုတော်ဒီနေ့ကျွန်တော်ခံစားရအောင်မှာဖြစ်တယ်။ဘာကြောင့်လဲနှုတ်ကပတ်တော်ကြောင့်ဖြစ်တယ်။နှုတ်ကပတ်တော်ကဒီနေ့ကျွန်တော်တို့ပြင်ဆင်ထားတဲ့အရာဖြစ်တယ်။နော်အငယ်ဆက်ခုမှာအကြောင်းမူကားပညတ်တရားကိုမောရှိမလားမပြီးတယ်တဲ့။ဒါမဲ့ဂျေဇုတရားနဲ့တစ္ဆာတရားမူကားယေရှုခရစ်အပြင်ဖြစ်တယ်။ဟာလေလုယာ။ဂျေဇုတရားနဲ့တစ္ဆာတရားယေရှုခရစ်ကဘယ်လိုလဲနှုတ်ကပတ်တော်အပြင်ဖြစ်တယ်။ထပ်ဆင့်တော့ဂျေဇုတော်ခံစားဖို့နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့တာ၍နှုတ်ကပတ်တော်ရဲ့ပြည့်စုံခြင်းမှာကျွန်တော်ခံစားရတာနှုတ်ကပတ်တော်ကလည်းပုဂ္ဂိုလ်ဖြစ်တယ်လူစားတီအပြင်ဆိုရင်ယေရှုကိုယဉ်ညွှန်းတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီယေရှုရဲ့နှုတ်ကပတ်တော်ဖြစ်ခြင်းကိုကျွန်တော်ဘယ်ချိန်မှနားလဲတာလဲဆိုတော့တန့်ရှင်းသောဝိညာဉ်တော်ကဖွင့်ပြတဲ့အခါမှာဗတ္တိဇံဆရာယောဟန်ကိုယ်တိုင်ပင်လေအစကထိုသူငါမသိဘူးတဲ့ဒါပေမဲ့ဝိညာဉ်တော်ဆင်းကြွလာပြီးဝိညာဉ်တော်ထင်ရှားပြတဲ့အခါကျမှဟုတ်တယ်ဒီလူကဘုရားရဲ့သားတော်ယေရှုဖြစ်တယ်နှုတ်ကပတ်တော်ဒီလိုတလောကလုံးရဲ့အပြစ်ကိုဆောင်တော်မဲ့တိုးတငယ်ဖြစ်တယ်ဆိုတာကိုဗတ္တိဇံဆရာယောဟန်လည်းအဲ့ဒီအချိန်မှသူကသိပြီးတော့မှပြောတဲ့အရာဖြစ်တယ်။ဒါကြောင့်ဒီနေ့ရဲ့ကျွန်တော်ရဲ့အသက်တော်နေ့ရဲ့ထက်ကျွန်တော်ဝင်စားတဲ့အခါမှာဒီတိုင်းကျွန်တော်ဝင်သွားတာမဟုတ်ဘူး။နှုတ်ကပတ်တော်ရဲ့ပြည့်စုံခြင်းမှာဟာလေလုယာနှုတ်ကပတ်တော်ရဲ့ပြည့်စုံခြင်းနှုတ်ကပတ်တော်ရဲ့အသက်ဖန်ဆင်းခြင်းနှုတ်ကပတ်တော်ကကြိုတင်ပြီးတော့မှကျွန်တော်တို့အတွက်နှုတ်ကပတ်တော်ရဲ့ပြည့်စုံခြင်းနဲ့မှဒီနေ့ကျွန်တော်တို့အတွက်အသက်တော်မင်္ဂလာတွေဖျားခင်ပြင်ဆင်ထားတယ်။အဲ့ဒီအရာကိုကျွန်တော်တို့တာပြီးယုံကြည်မျှော်လင့်ပြီးမှအဲ့ဒီနှုတ်ကပတ်တော်ရဲ့ပြည့်စုံခြင်းမှာနှုတ်ကပတ်တော်နဲ့သိကျွမ်းခြင်းနဲ့မှကျွန်တော်တို့ဒီနေ့ပြန်ပြီးတော့မှဒီနေ့ဒီရက်တက်ကိုကျွန်တော်တို့အတူတူကအသက်ရှင်ဖို့ဖြစ်တယ်နှုတ်ကပတ်တော်နဲ့အတူအသက်ရှင်တတ်တော်သူတွေဖြစ်ဖို့လိုတယ်။ဘာလို့ဆိုနှုတ်ကပတ်တော်ကပဲကျွန်တော်တို့အတွက်အခတ်သိမ်းတော်အလုံးစုံဖြစ်တယ်နှုတ်ကပတ်တော်နဲ့ကင်းလွတ်ပြီးဖြစ်နေတဲ့အရာတခုမှမရှိဘူး။ဒီနေ့ကျွန်တော်တို့ခံစားမယ့်အရာတွေကျွန်တော်တို့ကျွန်တော်တို့ရဲ့ဒီနေ့တရက်တာလုံးအတွက်ဒီနေ့ရဲ့အတွက်ကျွန်တော်စဉ်းစားကြည့်တော့မှအခုဆက်ပြီးဒီနေ့တရက်တာလုံးကကျွန်တော်သွားကြမယ်လာကြမယ်လှုပ်ဆောင်ကြမယ်ပြင်ဆင်ကြမယ်ဟောရမလားတရက်တာလုံးမှာဖြတ်တန်းကြမယ်အရာတိုင်းမှာကျွန်တော်တို့ကတော့အခုဆုတောင်းပြီးရင်လည်းပြီးသွားပြီလို့ပြောလို့ရပြီမဲ့နှုတ်ကပတ်တော်ကဟာလေလုယာနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုတာဝန်ယူထားတာဖြစ်တယ်နှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့တနေ့တာလုံးအတွက်အရာတိုင်းမှာနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုဥဆောင်ပေးမှဖြစ်တယ်ဆိုတော့ကျွန်တော်တို့တက်တာမှာအရေးကြီးဆုံးပါလဲအဲ့ဒီနှုတ်ကပတ်တော်ကိုသင်ကတာယူသိကျွမ်းတော်သူနှုတ်ကပတ်တော်နဲ့တာယူယဉ်နီးကျွမ်းဝင်တော်သူဖြစ်ဖို့ပဲလိုတယ်နှုတ်ကပတ်တော်ရဲ့ပြည့်စုံခြင်းမှာဂျေဇုတပါးနဲ့ထပ်ဆင့်ဂျေဇုတပါးခံစားမှာဖြစ်တယ်ဆိုတော့ထိုနှုတ်ကပတ်တော်ဒီဟူသောပုံကိုနဲ့တာယူယဉ်နီးကျွမ်းဝင်ဖို့ရအကြောင်းကတော့တန့်ရှင်းသောဝိညာဉ်တော်ဘုရားကဒီနေ့သင်တဲ့ကျွန်တော်ရဲ့တက်တာကိုဖော်ပြတာဖြစ်တယ်နားလည်စေတာဖြစ်တယ်ကျမ်းစာကိုဖတ်ရှုတဲ့အခါမှာရေးထားတဲ့စာကနေအသက်ရှင်တဲ့နှုတ်ကပတ်တော်ဒီဟူသောပုံကိုချင်းယဉ်နီးကျွမ်းဝင်လာဖို့ရန်အတွက်တန့်ရှင်းသောဝိညာဉ်တော်ဘုရားကအမြဲတမ်းကျွန်တော်တို့ကိုဖော်ပြတယ်ဝိညာဉ်တော်ရဲ့ဖော်ပြခြင်းထဲမှာဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းထဲမှာကျွန်တော်တို့ကပို့ပြီးတော့မှသိကျွမ်းခြင်းခွင့်ရလာတာဖြစ်တယ်နှုတ်ကပတ်တော်နဲ့ပုဂ္ဂိုလ်ချင်းသိကျွမ်းတဲ့အခါမှာအဲ့ဒီနှုတ်ကပတ်တော်ရဲ့ပြည့်စုံခြင်းမင်္ဂလာတွေကိုလည်းကျွန်တော်တာပြီးခံစားလာရမယ်မြင်တွေ့လာရတယ်နားလည်လာတာဖြစ်တယ်ဟာလေလုယာနောက်ဒီမနေ့မှာဒီအကြောင်းအရာလေးနဲ့ကျွန်တော်အနေငယ်ခွန်အားပေးချင်တာဖြစ်တယ်เนาะရှင်ယောဟန်ခရစ်ဝင်ကျမ်းဒီမှာဖတ်တဲ့အခါမှာအများကြီးပေါ့နော်ကျမ်းစာတစ်ခုလုံးတွေ့တဲ့အခါမှာအောက်မှာနာသနီလအကြောင်းတို့ကောင်းကင်တမန်တွေဆင်းလက်တက်လက်ရှိတယ်တဲ့နာသနီလကိုယေရှုတွေ့တဲ့အခါမှာပြောတယ်အဲ့ဒီကောင်းကင်တမန်တွေဆင်းလက်တက်လက်ရှိတာကတမန်ဟောင်းထဲမှာဆိုဘသူကအရင်မြင်ခဲ့တာလဲအရာကုတ်ကမြင်ခဲ့တာပေတလအရက်မှာအဲ့ဒီအရာကိုယေရှုကပြန်လာပြီးတော့မှနာသနီလကိုပြောတယ်ကောင်းကင်တမန်တွေဆင်းလက်တက်လက်ရှိတာကိုမြင်ဒီထက်ပိုပြီးတော့မှတဲ့ဘုရားသခင်ရဲ့အမှုပြုခြင်းကိုမြင်တွေ့ရမယ်
ကောင်းကင်ဖွင့်လက်တော်မြင်ရမယ်ဒါပေမဲ့နာတနေလကိုပြောပြီးမဲ့ကောင်းကင်ဖွင့်လက်တော်တကယ်မြင်တော့တာဘူးလေဒီလားတတိဖန်ဆိုတော့ဒီခင်ယေရှုကဘာကြောင့်သူကဓမ္မဟောင်းမှာရေးထားတဲ့အကြောင်းအရာတွေပြန်ပြီးတော့မှသူပြောနေလဲဆိုတော့ဘုရားသခင်ကဓမ္မဟောင်းမှာခေတ်ဆက်မှာဒီမေရှိယကြွလာမယ်နှုတ်ကပတ်တော်ကလူစားတိခံမယ်ဆိုတဲ့အကြောင်းကိုပြောခဲ့တဲ့အရာတွေအားလုံးကယေရှုကပြန်ပြီးတော့မှတက်တည်ထူနေတာခုတ်ပြန်လောက်တာခုတ်လောက်ပြီးတော့မှပြောနေမင်းတို့အဲ့တော့ကဖတ်ဘူးတယ်မလားကောင်းကင်မှာနေဆင်းလက်တက်လက်ရှိမယ်ကောင်းကင်ဖွင့်လက်တော်မြင်ရမယ်ဆိုပြီး prophet တွေနော်ယာကုပ်ကြီးကဗေသလအရမှာမြင်ခဲ့ဘူးတယ်လေအခုဒီမှာမြင်လဲပြန်မြင်ရလိမ့်မယ်ဘာကြောင့်လဲအဲ့ဒီအကြောင်းအရာကိုဖြစ်စေဖို့နှုတ်ကပတ်တော်ဒီတော့ဖယားတခင်ကိုယ်တိုင်ကလူစားတိခံပြီးမင်းတို့ရှိမှငါရောက်နေပြီသူပြောပြနေတာဟာလေလုယာဒါကြောင့်နှုတ်ကပတ်တော်ကတင်တဲ့ကျွန်တော်အရင်ရင်းနှီးချင်အရင်သိချင်တယ်သိစေချင်တယ်နှုတ်ကပတ်တော်နဲ့ကင်းလွတ်လျက်ဖြစ်တော့ရတခုမှမရှိတော့ကြောင်းကျွန်တော်တို့အသက်တာမှာလဲအရာတိုင်းမှာဒီနေ့ကျွန်တော်တို့ရဲ့အခြေအနေတိုင်းမှာတင်ဘာပဲလှုပ်ဘာပဲကြုံဘာပဲဘယ်နေရာမှာမရှိအရေးကြီးဆုံးကနှုတ်ကပတ်တော်နဲ့တင်အတူရှိတယ်နှုတ်ကပတ်တော်ကတင်တဲ့အတူရှိတယ်ကျွန်တော်နဲ့အတူရှိတယ်ဆိုတာကိုကျွန်တော်တို့စိတ်ချပြီးတော့မှနှုတ်ကပတ်တော်အပြင်ကဂျေဇုတစ်ပါးနဲ့ထပ်ဆင်းရဲ့ဂျေဇုတစ်ပါးကခံစားရအောင်မယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့အသက်ရှင်ခြင်းထဲမှာဟာလေလုယာနှုတ်ကပတ်တော်ရဲ့တက်တည်ကိုကျွန်တော်တို့တက်တာထဲမှာတာရေးထင်ရှားလာမှာဖြစ်တယ်နှုတ်ကပတ်တော်ကတက်တည်ထူတာကျွန်တော်တို့ကတက်တည်ခံတာတဲ့နှုတ်ကပတ်တော်ဒီဟူတော့အဲ့ဒီလူစားတိခံတဲ့နှုတ်ကပတ်တော်ယေရှုခရစ်တော်ကကျွန်တော်တို့ထဲကနေတက်တည်ထူနေတာဖျားတာဖြစ်ခြင်းကိုနှုတ်ကပတ်တော်ကကျွန်တော်တို့အထဲကနေတက်တည်ထူတာကျွန်တော်တို့ကတက်တည်ကျွန်တော်တို့လှုပ်တဲ့အရာမှာဖြစ်နေတာမဟုတ်ဘဲနဲ့သူကတက်တည်ထူနေတာကျွန်တော်တို့ထဲကနေဟာလေလုယာကျွန်တော်တို့ဘက်ကတစ်ခုပဲလို့တဲ့အဲ့ဒီနှုတ်ကပတ်တော်နဲ့တိကျွမ်းရင်းနှီးခြင်း personal fellowship personal relationship ထဲမှာတင်နေ့တိုင်းအသက်ရှင်တတ်တော်တို့ဖြစ်မယ်ဆိုရင်နှုတ်ကပတ်တော်ကပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာပြည့်စုံခြင်းဆိုတဲ့ဆင့်ပြီးတဲ့ဆင့်ဖျားရင်ဆွဲခေါ်တော်မှာဖြစ်တယ်အာမင်ဒါကြောင့်ဒီနှုတ်ကပတ်တော်အဖြစ်အားလုံးကိုကိုယ်ပေးခြင်းနဲ့ဒီနေ့မှလည်းအသက်တော်ဂျေဇုထပ်ဆင့်တဲ့ဂျေဇုတော်နဲ့ကျွန်တော်တို့အသက်တာတည်တည်ပေါ်မှာနှုတ်ကပတ်တော်ရဲ့အသက်တော်တက်တည်တွေရောက်ခြင်းစီတိုင်းခံစားရရှိပါစေအာမင် God bless you အာမင်ကျွန်တော်ခဏလေးကျွန်တော်နှုတ်ကပတ်တော်တုံ့ပြန်သွားအဖြစ်ကျွန်တော်ဆုတောင်းရအောင်နော်ချောင်းသားရဲ့နှုတ်ကပတ်တော်ကျွန်တော်ရဲ့တရားတွေမှာတကယ်အသက်ဖြစ်ဖို့ရည်ကြီးတယ်ဟာလေလုယာဟာလေလုယာကရောကျေးဇူးတင်တယ်ရောတာရဲ့ယဉ်ဤကျွမ်းမှုရန်အတွက်ဒီမြတ်ချားတဲ့နှုတ်ဘတ်တော်ချီးရောချီးပါလေကိုရောဗျာပုဂ္ဂိုလ်တော်နဲ့ယဉ်ဤချင်းဆိုတဲ့ဒီကိုရောဗျာသားတို့အတ္တတာလည်းမတကယ်ပဲကိုရောဗျာနဲ့ယဉ်ဤကျွမ်းရင်တော့တတ်တည်ထင်ရှားသေးပါမယ်တာယေရှုတော်နဲ့အောင်ဆက်မှာကောင်းကြီးပြီးတော့ကြည်ရတယ်ဆုတောင်းပေးပါလေအိုးခရိယန်ဖြစ်လို့အတ္တတာဘာမှမထူးခြားအောင်သို့သော်လည်းထာဝရဘုရားကိုယဉ်ဤကြောင်းဝင်တော်သူရဲ့တတ်တာဘုရားသားဖြစ်ခွင့်အဖြစ်ကိုရောပြုတဲ့ဟာလေလုယာမင်္ဂလာတော်မြင်တွေ့ရမှာဖြစ်တော့ကြောင့်ရှင်ဒီကိုရောဘုရားခြားလာတဲ့ဘုရားတော်ရဲ့ခြေတော်ချီးပါလေ
ကြောက်စရာတော့တာ၍ဆွဲခေါ်နေတိရှိနာနေဒီမှာသူပြကရောဖျားဒီနေ့အကျွေးမဲ့သွန်တင်မှာဝိညာဉ်တော်ဖျားကရောနေရပေးတယ်အကျွေးမဲ့သွန်တင်တော်မှာခြေလမ်းတိုင်းကိုပေးပြမှာကရောရဲ့အတန်တော်ကရောဖျားရဲ့တကယ်တကယ်ပဲဒီမှာဖွင့်ပြတော့အရာထည့်ရနေပြီးတော့ဒီဆက်အဆင်ချင်စေပြီးတော့တနေ့တာလို့ရဲ့ခြေလမ်းတိုင်းကိုကောင်းမြတ်ဆုံးနေသောခြေလမ်းရှင်ဒီကြောင်းသောခြေလမ်းထာဝရဖျားနဲ့ငွေလျော်တော့တတ်တာဖြစ်စီကိုရောက်စီအောင်ဆက်လက်မဆလာမှုပြုပါနောက်ဘက်တော့ကြီးတော့ချီးမနေအတတာတီးကြွယ်ခရဲကြီးတော့ချီးမနေတပါးရသားတော်ယေရှုခရစ်မှာ၌ချီးမွမ်းကိုးခဲ့ကြပါလေဖခင်သခင်အာမင်ကျွန်တော်တို့ကတော့အားဖြင့်ကောင်းကြီးဖြစ်စေကျွန်တော်ဆရာကိုတို့လက်ခုပ်တီးပြီးတော့ကျွန်တော်ခေါ်ပြပေးအောင်နော်ခုချိန်မှာတော့ကျွန်တော်ဘွေရောမင်္ဂလာဆက်တော်မှာဖြစ်တယ်ဟာလေလုယာပြင်ဆင်လာတဲ့သူရှိမယ်တချို့လည်းမရှိဘူးသူတို့ညာလည်းကျွန်တော်အတူတူကနော်ရှိရနေရနေပြီးတော့သခင်ဖျားကိုအောက်မေ့လျက်ကျွန်တော်ဝင်စားဖို့ဖြစ်တယ်ဟာလေလုယာဖခင်ကိုသားတို့တော့လောက်ခဲ့တယ်လောက်ပြီးဖြစ်တယ်ဒီနေ့ထိုးရကိုအမြဲတမ်းအောက်မေ့စေခြင်းမို့အချမ်းစီရှိတဲ့အတိုင်းပဲကြောခြေသားတို့အတူတူကတိုးဝင်တယ်ဒီချိန်တာဖြစ်သားတို့ဆက်လက်ပြီးတော့ယင်းဒီကျုံးဝင်ခြင်းနဲ့ဆက်လက်ဆွဲခေါ်ပါယေရှုပြနာမနဲ့ဆုတောင်းတဲ့ဘွေတော်မင်္ဂလာတော်ဝင်သားကြပါမယ်ပါပါခင်အာမင်ယေရှုသည်ယံသူဤလက်သို့အနှံ့ခြင်းကမင်းများမှာမုံကို၍ဂျီတော်ကိုချီးမွမ်းမုံကိုဖေးလျက်ဤမုံကဒီနို့ဖူလုံကကျိုးပဲ့ချီးမွမ်းခံတော်ငါ၏ကိုဖြစ်၏ငါကိုအောင်မြင်ဖို့ရန်ဤသို့ပြုကြကုန်တော်ဆိုသည့်တိုင်ထုံးဆောင်ကြပါစို့ကိုရောဖျားကျေးဇူးတင်တယ်ဒီနေ့ကိုရောဒါတို့အတွက်နာကျင်တော်ထိုးခြင်းနှိမ့်ဆက်ခြင်းခံခဲ့ရရဒီနေ့ပုံကူတော်ကိုရင်းနှီးကြွဝင်ခြင်းထဲမှာဒါ၍ကိုရောဖျားလှုပ်ခဲ့သောအရာကိုရင်းနှီးကြွဝင်သွားတယ်အောင်မြင်တတ်စေဖို့ကိုရောဖျားမှာစားပါကိုရရှိသောသဘောကိုဒါတို့ရဲ့အတ္တမှာရှိသေးတယ်အသက်ရှင်စေရမှာကိုရဲ့ပုံသဏ္ဍာန်ထင်ရှားစေဖို့ပဲမှားတာပါခြေတော်ပေါင်းကြီးတော့ချီးမွမ်းတဲ့ယေရှုဖျားနာမ၌ကိုရောကိုအောင်မြင်ဖို့ရာအတူတူကသုံးဆောင်ကြပါလေဖခင်သခင်ကျွန်တော်တို့အတူတူကသုံးဆောင်ကြပါစို့ထိုနေ့တူခွက်ကိုယူပြီးဤခွက်ကပဋိညာဉ်တဲ့နိုင်ထီတော်ငါရဲ့အသွေးဖြစ်၏အာဟုအောင်မေဖို့ရာဤတို့ပြုကြလို့ဂုံတော်ဟုဆိုသည့်တိုင်းကျွန်တော်သုံးဆောင်ဖို့ဖြစ်တယ်ခရောဖျားအသွေးမသွင်းအပြစ်မလုပ်ဒီနေ့ဖြောင်းမတော်သူစင်ကြယ်တော်သူဖခင်ရဲ့အရာဖခင်သားရဲ့နဲ့ပြန်လဲသက်ရှင်ဖို့ရန်အတွက်ခရောဖျားသုံးခဲ့တဲ့အသွေးတော်ကြီးတော့ချီးမွမ်းတယ်ဒီနေ့မှဒီအသွေးတော်ပြန်လဲပြီးတော့ဆက်ဆံရတယ်ဒီနေ့ထိုသဘောထိုလောက်ခဲ့သောအရာထိုဖြောက်မှတ်ခြင်းထိုစင်ကြယ်ခြင်းအဖြစ်ကိုရောအောင်မေလျအသက်ရှင်တော်သူဒီဖြစ်စီဖို့ဆာလမာသာနဲ့ကောင်းကြီးရှိသေးပါဒီတော့ကြည်လာတယ်လို့မခလည်းယေရှုဖျားနာမနဲ့အောင်မေတ္တိရလည်းသူကသုံးဆောင်ကြပါတယ်ပါဗျာခင်အာမင်သူကသုံးဆောင်ကြပါစို့ကျေးဇူးတင်တယ်ကြောဒီနမိတ်တဟာရသူကကြောအောင်မေးလက်အတူကကြောရဲ့ခြေတော်ချင်းမှာစုယုံနမိတ်သာဖွင့်ရတဲ့ချိန်တိုင်းအတွက်ကြည်တော်ချီးမွမ်းတယ်မနက်တိုင်းတိဆောက်သောຢာကနေ့ရက်စင်တိုင်းရဲ့အသက်တာကြီးထွားခြင်းချက်စီဖို့ပြုနေတဲ့ຢာတွေအလုံးတော့ကြည်တော်ချီးမွမ်းတယ်ဒီမှာရှေကြောသားသမီးတယောက်ဆိုင်ကိုကြောဖျားအသုံးပြုပါချီးမြှောက်ပါကောင်းကြီးပေးပါဘုန်းတော်ထင်ရှားစေပါတတ်သိထင်ရှားစေဖို့မှာစားပါတရားပြီးတရက်သားရဲ့ကြောနဲ့တူလာစေဖို့ကြောဖျားဆွဲခေါ်တော်မူပါခြေတော်ပေါင်းကြီးတို့ချီးမွမ်းတဲ့ယေရှုဖျားနာမ၌အသက်တာတစ်ကိုကြောနဲ့တူဒီနေ့မှာအစာပြုပါတယ်ပါဗျာသခင်အာမင် thank you ကျေးဇူးတင်ပါတယ်ဒီ Thank you ဒီနေ့ 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 Thank you ဒီ
ကျွန်တော်ကောင်းကြီးဖြစ်စေဆရာဆိုင်အောင်အားလုံးနော်နှုတ်ဆက်ပါကျေးဇူးတင်စကားပြောကြရအောင်နော် ကျေးဇူးတင်ပါတယ်ဆရာဆိုင်အောင်ဆရာကျဲအားလုံးကျေးဇူးတင်ပါတယ် ကဲပါပါဝင်ခွင့်ရလို့လည်းရန်ပါပါတယ်အားလုံးနဲ့တွေ့ရကဲ ကျေးဇူးတင်ပါတယ်ဆရာ ကဲပါ You're blessed. You're blessed. Yeah. bless ကျေးဇူးများတင်ပါတယ်ဆရာ โอเคပါ God bless We you are blessed. ขอบ We คุ are ณมาก blessed. ค่ะอาจารย์ขอบคุณมากขอพระเจ้าอวยพรทุกคนนะคะ ครับผมอาจารย์อุปงครับ ก็เป็นความเช่นกันค่ะ โอเคအားလုံးတော့တကယ်ပဲဖျားတခင်ပြင်ဆင်ပြီးတဲ့အတစ်တော်မင်္ဂလာနဲ့အတစ်တော်နေ့ရက်မှာဖျားရဲ့ဘုန်းတော်တက်တာ၍သက်ရှင်ဖို့ဟာလေလုယာဖျားတခင်ကောင်းဆုံးဆက်ပြီးပို့ဆောင်ပေးပါစေလို့အားလုံးကိုနှုတ်ဆက်ပါတယ် God bless you all ကျေးဇူးတင်ပါတယ်โอเค ပါ ဆရာ Okay